ပြင်ထိန်းသိမ်းမှုဆိုင်ရာပြဿနာများကိုအစီရင်ခံမထားပါကဘာဖြစ်မလဲငငယ်ရေစီးမှုတစ်ခုသည်ရေကြီးမှုတစ်ခုဖြစ်လာနိုင်သည်အပူချိန်နှိစက်ပြက်ကွက်ခြင်းသည်အခန်းအေးဖြစ်စေသည်ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာပြဿနာများကိုအချိန်မီအစီရင်ခံခြင်းကတင့်အိမ်ကိုလုံခြုံစိတ်ချရစေသည်ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာပြဿနာများတွင်ရေစီးမှုများအပူချိန်နှိစက်အေးချိန်ဆက်ပြက်ကွက်သောစက်ပစ္စည်းများပါဝင်သည်တင့်လုံခြုံမှုသို့မဟုတ်သက်သာမှုကိုထိခိုက်စေသောအရာတစ်ခုရှိပါကပြုပြင်ထိန်းသိမ်းမှုတောင်းဆိုမှုကိုချက်ချင်းတင်ပြပါပြဿနာကိုရှင်းလင်းသောဓာတ်ပုံများသို့မဟုတ်ဗီဒီယိုများဖြင့်ရိုက်ကူးပါရေစီးမှုအပူချိန်နှိစက်ပြက်ကွက်ခြင်းသို့မဟုတ်အပေါက်ပြက်ခြင်းတို့ဖြစ်စေဓာတ်ပုံများကတင့်အိမ်ရှင်ကိုပြဿနာကိုပုံမှန်မြန်ဆန်စွာနားလည်စေပါသည်ပြဿနာကိုအထူးသဖြင့်ရှင်းလင်းသောဖော်ပြချက်တစ်ခုဖြင့်ထည့်သွင်းပါတင့်အိမ်ရှင်ကိုပြဿနာကိုမြန်ဆန်စွာဖြေရှင်းရန်ကူညီပါတင့်အိမ်ရှင်၏သဘောတူညီချက်အရတောင်းဆိုမှုကိုတင်ပြပါအွန်လိုင်းအီးမေးလ်ဖုန်းဖြင့်သို့မဟုတ်ဌာနချုပ်တွင်တင်ပြပါတင့်နာမည်လိပ်စာနှင့်ပြဿနာ၏အသေးစိတ်ကိုထည့်သွင်းပါနှစ်ရက်အတွင်းပြန်လည်ဖြေကြားမှုမရပါကဗီယူဆိုင်ပါဥပမာမင်္ဂလာပါကျွန်ုပ်၏ရေစီးမှုဆိုင်ရာပြုပြင်ထိန်းသိမ်းမှုတောင်းဆိုမှု၏အခြေအနေကိုစစ်ဆေးနေပါသည်အရေးယူရန်မလိုအပ်ပါဂုဏ်ယူမှုအရေးကြီးပြဿနာများကိုစောပိုင်းတွင်အစီရင်ခံပါတင့်အိမ်ကိုဂရုစိုက်မှုရှိကြောင်းတင့်အိမ်ရှင်ကိုပြသသည်ပြုပြင်ထိန်းသိမ်းမှုတောင်းဆိုမှုများကိုမှန်ကန်စွာတင်ပြခြင်းကလုံခြုံသောနေထိုင်မှုပတ်ဝန်းကျင်ကိုဖန်တီးပြီးတင့်အိမ်ရှင်နှင့်ဆက်ဆံရေးကိုတိုးတက်စေသည်ပြုပြင်ထိန်းသိမ်းမှုတောင်းဆိုမှုများကိုတင်ပြခြင်းသည်လုံခြုံမှုကိုထိန်းသိမ်းရန်အရေးကြီးသည့်မေးခွန်းများသို့မဟုတ်အကူအညီအတွက်ဆက်သွယ်ပါ